င်္ဂလာပါမိတ်ဆွေတို့သုံးနေတဲ့ K Plus Mobile Banking ရုတ်တရက်ပိတ်ခံလိုက်ရပြီးအခုလိုမျိုးပေါ်နေတယ်ဆိုရင်ဘဏ်ကိုသွားစရာမလိုပဲပြန်ဖွင့်လို့ရမယ့်နည်းကိုဒီဗီဒီယိုထဲကအတိုင်းလိုက်လုပ်ကြည့်ပြီးစမ်းကြည့်နိုင်ပါတယ်ပထမအဆင့်အနေနဲ့ကျွန်တော်တို့ K Plus မှာလက်ရှိသုံးနေတဲ့ဖုန်းနံပါတ်ကို cancel ပြုလုပ်ပေးရမှာဖြစ်ပါတယ်cancel လုပ်ဖို့အတွက် ATM ဆက်က Other Service နေရာကိုနှိပ်ပြီးတော့ K Plus ကိုနှိပ်လိုက်ပါပြီးရင် cancel K Plus ကိုနှိပ်ပြီးတာနဲ့ကိုသုံးနေတဲ့ K Plus ဖုန်းနံပါတ်ကိုထည့်ပြီး confirm ကိုနှိပ်လိုက်ပါပြီးရင်နောက်တစ်ချိန် confirm ကိုထပ်နှိပ်ပါဖုန်းနံပါတ်ကို cancel လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကတ်ကိုပြန်ထုတ်လို့ရပါပြီအခုဒုတိယအဆင့်အနေနဲ့ကျွန်တော်တို့ဖုန်းနံပါတ်နဲ့ K Plus ကိုပြန်ဖွင့်မှာပဲဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ K Plus တွေကိုပြန်ဝင်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဖုန်းနံပါတ်ကိုထည့်ပြီးတော့ confirm ကိုနှိပ်ပေးလိုက်ပါconfirm ကိုနှိပ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဖုန်းကို K Plus ကနေပြီးတော့ OTP ကုတ်နံပါတ်ပေးပို့လာမှာဖြစ်ပါတယ်ရလာတဲ့ကုတ်နံပါတ်ကိုဒီနေရာလေးမှာကျွန်တော်တို့ဖြည့်ပေးလိုက်ပါပြီးရင် confirm ကိုပဲဆက်နှိပ်ပေးပါဒီနေရာကိုရောက်ရင်ကျွန်တော်တို့ next ကိုပဲဆက်နှိပ်ပြီးတော့ register K Plus ကိုနှိပ်ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ passport နံပါတ်နဲ့မွေးနေ့ကိုဒီနေရာမှာဖြည့်ပေးရမှာဖြစ်ပါတယ် passport နံပါတ်ကတော့ကျွန်တော်တို့ဘဏ်အကောင့်ဖွင့်တော့နံပါတ်ဖြည့်ရပါမယ် passport နံပါတ်နဲ့မွေးနေ့ကိုဖြည့်ပြီးသွားရင် next ကိုနှိပ်ပါအခုလိုမျိုးပေါ်လာပြီဆိုရင် register at KATM ကိုနှိပ်လိုက်ပါပြီးရင် request OTP ကိုနှိပ်ပါခုရလာတဲ့ကုတ်နံပါတ်ကို ATM ဆက်မှာအသုံးပြရမှာဖြစ်ပါတယ်ဖုန်း screen ကိုတော့မပိတ်ဘဲနဲ့ဒီအတိုင်းဖွင့်ထားပါအခုနောက်တစ်ခါ ATM ဆက်မှာကျွန်တော်တို့စောစောကလုပ်ခဲ့တဲ့အတိုင်းပဲ K Plus service နေရာကိုပြန်နှိပ်ပြီး activation for K Plus ကိုနှိပ်ပါပြီးရင်ဖုန်းနံပါတ်ဖြည့်ပြီး confirm ကိုနှိပ်ပါenter the 6 digits registration code ဆိုတဲ့နေရာမှာစောစောကကုတ်နံပါတ်6လုံးကိုဖြည့်ပြီးရင် confirm ကိုထပ်နှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ K Plus ထဲဝင်တဲ့အခါအသုံးပြုမဲ့ကုတ်နံပါတ်6လုံးကိုထည့်ပြီး confirm ကိုနှိပ်ပါပြီးရင်ကုတ်နံပါတ်ကိုနောက်တစ်ချိန်ထပ်ဖြည့်ပြီး confirm ကိုထပ်နှိပ်ပါနောက်ဆုံးသဘောတူညီချက်တွေကို confirm ပြီးတာနဲ့ကတ်ကိုထုတ်ပြီးရင်ကျွန်တော်တို့ချက်ချင်းပဲ K Plus ထဲက next ကိုနှိပ်ရပါမယ်ပြီးရင်ကျွန်တော်တို့ passport နံပါတ်ကိုနောက်တစ်ချိန်ဖြည့်ပြီးရင် next ကိုထပ်နှိပ်ပါဒီလိုပေါ်လာပြီဆိုရင်တော့ enter ကိုနှိပ်ပြီးကုတ်နံပါတ်ထည့်ပြီးတာနဲ့ကျွန်တော်တို့ K Plus ကိုပုံမှန်ပြန်အသုံးပြုလို့ရသွားပါပြီအကောက်ပိတ်ခံရခြင်းရဲ့အကြောင်းရင်းတွေကတဦးနဲ့တဦးကွာခြားမှုတွေရှိနိုင်တာကြောင့်အခုဗီဒီယိုထဲကအတိုင်းလုပ်လို့အဆင်မပြေဘူးဆိုရင်ဘဏ်ရုံးမှာသွားပြီးပြန်ဖွင့်ဖို့အကြံပြုချင်ပါတယ်အားလုံးအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်